အားလုံးပဲမင်္ဂလာပါအဒါပါမိတ်ဆွဲရဲ့ Facebook နဲ့ YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့အဒါပါပြီးတဲ့ week တန်းမှာတော့က Premier League ပြိုင်ပွဲမှာရှုံးပွဲစပြီးတော့ကြုံတွေ့ခဲ့ရတယ်ကျွန်တော်တို့ Liverpool အသင်းအတွက်ဆိုလို့ရှိရင်ဒါကစိတ်သက်ကြနေပေါ့အချိန်မရှိဘူးဘာလို့လဲဆိုလို့ရှိရင်ဒီလာမယ့်အကြားရက်မှာ Liverpool အသင်းအနေနဲ့ Champions League အုပ်စုဆင်ပေါ့နော်ဒုတိယမြောက်ပွဲစဉ်တွေတို့ရှင်ပြိုင်ကစားသွားဖို့ရှိတယ်။ဒါနဲ့တစ်ဆက်တည်းဆက်ပြီးပြောသွားရမယ်ဆိုလို့ရှိရင်ဒါပြီးတဲ့ Crystal Palace အသင်းနဲ့ပွဲစဉ်တော့အရေးကြီးတယ်အရေးမကြီးဘူးတော့ပြောချင်တာမဟုတ်ဘူး။ဒီကစားသမားတွေပေါ့နော်အထူးသဖြင့်ဒါ Liverpool အသင်းလို့ဆိုလို့ရှိရင် club တိဆောက်ထားတဲ့ mentality ပေါ့ဒါ mentality monster ဆိုပြီးတော့တင်စားပြီးတော့ကျွန်တော်တို့ကဒီ drone boat ကိုယူထားတယ်။ကစားသမားတွေအသင်းကိုဒါ mentality monster လို့ drone boat တွေယူထားတယ်ဆိုလို့ရှိရင်အသင်းကိုအားပေးနေတဲ့ပြည်သက်တွေအနေနဲ့ဆိုလို့ရှိရင်လည်း mentality monster စိတ်သက်ရှိဖို့လိုတယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုလိုရင်းကဒါရှုံးပွဲတစ်ပွဲကြောင့်မို့လို့ကျွန်တော်တို့စိတ်ညစ်နေတာအလွန်ကျူအပြစ်တင်နေတာမျိုးတွေပြီးသားလို့ရှိရင်ဒီရှုံးပွဲတာနဲ့အမြန်ဆုံးယုံထားဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်အသင်းအတွက်အကြောင်းကိုပြန်ပြီးသွားရအောင်လီဗာပူးသင်းအနေနဲ့ဆိုလို့ရှိရင်ဒီဂျားရက်ပေါ့နော်ဒါEuropean time နေနဲ့ဆိုလို့ရှိရင်တော့အင်္ဂါနေ့ညမြန်မာအချိန်နဲ့ဆိုလို့ရှိရင်တော့ဗိုလ်တော်ဦးနေမနက်ပိုင်းမှာဆိုလို့ရှိရင်ဒီ Champions League ပွဲစဉ်အနေနဲ့ directly အသင်းဖြစ်တဲ့ဒါ Galatasaray အသင်းကိုသူတို့ရဲ့အိမ်ခွဲမှာ Liverpool အသင်းကတွားရောက်ရှင်ပိုင်းကစားမှာဖြစ်တယ်။ဒါ Galatasaray ကျွန်တော်တို့ရဲ့ပြိုင်ပွဲအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒါအားလုံးနဲ့သိပြီးတော့မစိမ့်တဲ့အသင်းတစ်သင်း Liverpool အသင်းနဲ့ဆိုလို့ရှိရင်တော့ဒါထိပ်တိုက်တွေ့ဆုံမှုတွေများများဆဆမရှိဘူးဆိုပေမဲ့လည်းအသင်းရဲ့Galatasaray အသင်းကိုဆိုလို့ရှိရင်ဒါကျွန်တော်တို့အများကြီးကြားထားရှိတယ်။သူတို့ကဒါ Italy Super League ရဲ့ဒါလက်ရှိ champion ဖြစ်ပြီးတော့ Italy ကဖြစ်တယ် Turkey Super League ရဲ့ဒါလက်ရှိ champion ဖြစ်ပြီးတော့ဒါ Turkey ရဲ့အကောင်းဆုံးအသင်းတစ်သင်းလို့ပြောလို့ရတယ်။ပြီးတော့လို့ရှိရင်နောက်ထပ်သူတို့ရဲ့ဒီအဓိကတစားသမားတွေကဒါဥရောပရဲ့အရင်တုန်းကဒါနာမည်ကြီးတစားသမားတွေဖြစ်တဲ့ဒါ Italy တို့လိုတစားသမားတွေရှိတယ်။ဒါ Bayern Munich နဲ့ Man City အသင်းရဲ့တစားသမားဖြစ်တဲ့ဒါ Leroy Sané တို့လိုတစားသမားရှိတယ်။ဒါနောက်ထပ် Man City အသင်းရဲ့ဒါ legend လို့ပြောလို့ရတယ်ဒါ Gundogan တို့လိုလူမျိုးတွေလည်းရှိတယ်ဒါ Victor Osimhen တို့လိုလက်ရှိအထိဒါဥရောပရဲ့အကောင်းဆုံးနံပါတ်9တဲ့တယောက်ဖြစ်တဲ့ဒါတိုက်စစ်မှုတွေလည်းရှိတယ်နောက်ထပ်အနေနဲ့ဒါ Arsenal အသင်းရဲ့ဒါအရင်တုန်းကသူတို့ရဲ့အချက်တော်တယောက်ဖြစ်တဲ့ဒါ Torreira တို့ဒီ Davinson Sanchez တို့လိုတစားသမားတွေဒီလိုအစုဖွဲ့တွေရှိတဲ့အတွက်ကျွန်တော်တို့ဒါအထင်သေးပြီးတော့တစားလို့ရမယ်အသင်းတစ်သင်းမဟုတ်ဘူးဆိုတာတော့ဒါကျင်းသေးတယ်Galatasaray အသင်းရဲ့လက်ရှိ current form အကြောင်းကိုကျွန်တော်တို့ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒါTurkey Super League မှာဆိုလို့ရှိရင်လက်ရှိ9ပွဲတစားပြီးတော့9ပွဲလုံးတော့အနိုင်ရထားတယ် Champions League အဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါပြည်တွင်းနဲ့ပြောင်းမြန်ပေါ့နော်Germany Frankfurt အသင်းနဲ့တစားပေးမယ်သူတို့ဒါ 5-1 ဆိုတဲ့ရလဒ်နဲ့ပြက်သားဒါရှုံးနေထားတယ်လားဆိုတဲ့အတွက်ဒါသူတို့အနေနဲ့ပြည်တွင်းနဲ့ပြည်ပမှာဆိုလို့ရှိရင်တော့ခြေစွမ်းချင်းကနည်းနည်းလေးကွာခြားခဲ့တဲ့ပုံစံတွေလို့ကျွန်တော်မြင်တွေ့ရတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါ Galatasaray အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်တစားရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သတိကြီးထားပြီးတစားဖို့လိုအပ်တယ်။ဘာလို့လဲဆိုလို့ရှိရင် Galatasaray ပြည်သက်တွေရဲ့ဒါအားပေးမှုသူတို့ရဲ့အားပေးမှုတွေတဆင်ထွက်လာမယ်အသင်းရဲ့ရုံးအားကဘယ်လောက်ထိပုံမှန်အခြေအနေကနေတိုးတက်သွားမလဲဆိုတဲ့ဟာကိုတော့သတိကြီးထားပြီးတစားဖို့လိုအပ်မယ်ပေါ့နော်။နောက်ထပ်ဆက်ပြီးတော့ပြိုင်ပွဲအသင်းကြောင်းဆက်ပြီးပြောရမယ်ဆိုလို့ရှိရင် Galatasaray ကဒီပြီးတဲ့ရာသီ Europa League မှာတစားတဲ့သူတို့ရဲ့ in grade မှတ်တမ်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့3ပွဲနိုင်တယ်ပြီးသွားလို့ရှိရင်2ပွဲတည်ရကြထားရဲ့သူတို့မှတ်တမ်းတွေကိုကျွန်တော်မြင်တွေ့ရမယ် Galatasaray ရဲ့အဓိကကျွန်တော်တို့အားသာချက်ကိုပြောမယ်ဆိုလို့ရှိရင်ကွင်းလယ်ဆိုတာဒါ attacking mid နဲ့ပြီးသွားလို့ရှိရင်တိုက်ဆက်ပိုင်းမှာတော့ဗောနော်ခုနကပြောခဲ့တဲ့ဒါ Icardi တို့ပြီးသွားလို့ရှိရင် Victor Osimhen တို့လိုရှိတယ်စာနေတို့လိုတစားသမားတွေရှိတယ်Torreira တို့လိုတစားသမားတွေရှိတယ် Gundogan တို့လိုတစားသမားတွေရှိတယ်ဒါကွင်းလယ်နဲ့တိုက်ဆက်ပိုင်းကတော့တကယ်ကိုအစိတ်ရှိတဲ့ဒါအစုအဖွဲ့လို့ကျွန်တော်တို့ပြောလို့ရမယ်ဒါသူတို့ရဲ့အားသာချက်ပေါ့နော်ဒါပေမဲ့ transit ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Liverpool အသင်းလိုပဲဒါအားအနည်းဆုံးနေရာလို့ပြောလို့ရမယ်အဲ့အတွက်ဆိုလို့ရှိရင် Liverpool အသင်းရဲ့ဒါတိုက်ဆက်ပိုင်းတော့သူတို့အသင်းရဲ့ transit ပိုင်းတော့ဘယ်လောက်ထိဒါထိုးနှက်မှုတွေပြုလုပ်နိုင်မလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ဖို့ကောင်းတယ်ပေါ့နော်โอเคဒါပြိုင်ပွဲအကြောင်းပြောပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် Liverpool အသင်းအကြောင်းကိုပြန်ပြီးဆက်သွားရအောင်Crystal Palace အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့လိုအပ်ချက်ကြီးမားမားရှိတယ်လို့ကျွန်တော်မြင်တွေ့ရတာကွင်းလယ်ပိုင်းအထူးသဖြင့်ပရမာပိုင်းမှာဆိုလို့ရှိရင်ကွင်းလယ်ပိုင်းတိဆောက်ပုံကအစဒါနောက်တန်းအဲ့ပွဲမှာတော့ဒါတိတိတသာကျွန်တော်တို့ပြောစရာဖြစ်ခဲ့တာကတော့ဒါနောက်တန်းပေါ့နော်အသင်းရဲ့ transit ပိုင်းပေါ့ transit ပိုင်းဆိုရင်နေရာမှာဒါ center back အတွဲတော့ပြီးသားလို့ရှိရင်ကျွန်တော်တို့ရဲ့ side back တွေတော့အကုန်လုံးကပြောစရာအများကြီးဖြစ်ခဲ့တယ်ဒါတွေကိုဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ဟာတော့စိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်တစ်ခုကဒါ Crystal Palace အသင်းနဲ့ပွဲစဉ်မှာဝေဖန်မှုတွေအများကြီးခံနေရတဲ့ဒီ
ဘယ်တောင်မှမှာကျွန်တော်ကစားခဲ့တယ်ပေါ့နော်Cody Gakpo Cody Gakpo ရဲ့နေရာမှာဆိုလို့sorry Cody Gakpo မပါခဲ့ဘူးအဲ့နေရာမှာ Florian Wirtz ကဝင်ပြီးတော့ကျွန်တော်ဒါ box miss ပေးနေတဲ့အဓိကတော့ကစားခဲ့တယ်ဒါပေမဲ့လည်းအသင်းရဲ့အနေထားကဒါပထမပိုင်းမှာထင်သလောက်အလုံးမဖြစ်ခဲ့တာတို့မြင်တွေ့ခဲ့ရတဲ့ဒီနေ့ပွဲစဉ်မှာလည်းဒါ Cody Gakpo ကပြန်ပြီးတော့ဝင်ကစားမဲ့အနေထားရှိလာမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်ခွဲလဲမှာတော့ဒါ McAllister ကဒီရာသီမှာသူ့ရဲ့ပုံမှန်ခြေစွမ်းပြနိုင်ဖို့လက်ရှိအနေအထားအထိပေါ့နော်ရုံးကန်နေရတဲ့အနေအထားကိုကျွန်တော်မြင်တွေ့ကြရတယ်အဲ့အတွက်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်နောက်တစ်ခုကဒါသူ့အနေနဲ့ဒါပွဲပန်းတာပဲဖြစ်ဖြစ်ပေါ့နော်ပင်ပန်းတဲ့အနေအထားတို့မြင်တွေ့နေရတဲ့အတွက်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါခွဲလဲမှာ Gravenberch Szoboszlai ပြီးတော့လို့ရှိရင် Florian Wirtz ၃ယောက်ပြန်ပါလာမယ့်အနေအထားရှိမယ်တိုက်ဆက်မှာဆိုလို့ရှိရင်တော့ဆာလာနဲ့အထင်ရပြောမယ်ဆိုလို့ရှိရင်တော့ဒါပေါ်ထက်လူစင်းမှာတော့ accredited ပဲပြန်ပြီးပါလာမယ်ပြီးတော့လို့ရှိရင်ဘယ်တောင်မှနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော် Cody Gakpo ကိုပြန်ပြီးတော့မြင်တွေ့ရမယ့်အနေအထားတို့ရှိမယ်လို့ကျွန်တော်တို့ယုံကြည်တယ်အထူးသဖြင့်ဒီ center back အတွဲမှာပေါ့နော် Virgil van Dijk ကတရားစီလုံးတိုင်းတာရဒီကျွန်တော် community shield ပွဲစဉ်မှာဆိုလို့ရှိရင်ခြေစွမ်းကအနေနဲ့ဆိုးရွားတဲ့တယ်ဆိုပေမဲ့ဒီ Premier League ပွဲစဉ်တစ်စတဲ့ကကျွန်တော်တို့ရဲ့အသင်းတော်ဆို stripper ကြီးကဂျာတီတောက်လျှောက်အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ရတော့ကျွန်တော်မြင်တွေ့ရတယ်ဒါပေမဲ့ပြဿနာဖြစ်နေရတာသူရဲ့တွဲဘက်ဖြစ်တဲ့ Konate ရဲ့ခြေစွမ်းကအနှိမ့်မြင့်တက်ကြဒါတရားစီလုံးမှာဆိုလို့ရှိရင်ခြေစွမ်း consistent မဖြစ်ဘဲနဲ့အတက်အကျအရန်များတဲ့ပွဲစဉ်တွေရှိတယ်အဲ့အတွက်ဒီလိုမျိုးတကယ်ဥရောပရဲ့ပေါ့နော်အရင်တုန်းကအကောင်းဆုံးဖြစ်တဲ့ကစားသမားတွေလို့ပဲပြောပြီးတော့လို့ရှိရင်အခုလက်ရှိမှာတကယ် proper number 9နေတယ်မှာအကောင်းဆုံးနေတာတယောက်လို့ပြောရမယ်ဒါ Victor Osimhen တို့လိုကစားသမားတွေနဲ့ရှင်းပြိုင်ကစားတဲ့အနေအထားမှာဆိုလို့ရှိရင်တော့ Konate အနေနဲ့ဘယ်လိုခြေစွမ်းတွေရှိလာမလဲဆိုတာကျွန်တော်နည်းနည်းစောင့်ကြည့်ဖို့လိုတယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့ဒီရာသီမှာအခုချိန်ထိအထိုင်မကျသေးဘဲနဲ့အသင်းအတွက် problematic ဖြစ်နေတဲ့ဒါ side back အတွဲတွေကိုတော့ဘယ်လိုမျိုးတွေထုတ်မှာလဲဆိုတာပေါ့နော် Carcass နဲ့ဘယ်တောင်မှနဲ့ညာတောင်မှပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်အရအများတန်းပြောနေတာကဒါလူတွေကတော့ Carcass ကိုသိပြီးတော့သဘောကျကြမှာကြမယ်ဒါပေမဲ့ညာတောင်မှအနေထားထက်ရှင်လို့ရှိရင် Carcass ကပို့ပြီးတော့အသင်းနဲ့လိုက်လျောညီထွေးစွာပို့ပြီးကစားနိုင်တဲ့ကစားသမားတယောက်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့အတွက်ဘယ်တောင်မှ Carcass တော့ဆက်ပြီးတော့ပေါ်ထွက်လာမယ်ညာတောင်မှမှာဆိုလို့ရှိရင်တော့အရှိမပြောတဲ့သလိုပဲဒီလေကတော့ဒီနေရာတော့ Conor Bradley အပိုင်စားရမယ်နေရာတခုဒါပေမဲ့ Conor Bradley ရဲ့လက်ရှိခြေစွမ်းအရတကယ်လို့စိတ်ပြက်စရာကောင်းတဲ့ခြေစွမ်းမျိုးတွေကိုတောက်လျှောက်ပြနေတဲ့အတွက်ဒီနေ့ပွဲစဉ်မှာဘယ်သူပွဲထွက်လာမလဲပေါ့နော်တကယ်လို့ကြောက်စရာကောင်းတဲ့ခံစားမှုနေရာအောက်လို့ပဲပြောရမယ်ကြောက်စရာကောင်းတာတော့ဒါပြိုင်ဘက်အတွက်မဟုတ်ဘူးတို့ Liverpool အသင်းအတွက်ဖြစ်နေတဲ့ဒီ Conor Bradley နဲ့ဒါ Frame Bound ဘယ်သူပွဲထွက်လာမလဲဒီနေ့ပွဲစဉ်မှာကျွန်တော်ထင်ပြောရရင် Frame Bound ပွဲထွက်လာဖို့အဖြစ်ကောင်းဖြစ်လာနိုင်မယ်လို့ထင်တယ်ကိုသမားနေရာမှာဆိုလို့ရှိရင်တော့ဒါ Alisson Becker ပဲပွဲထွက်လာမယ်ဒါပေမဲ့လည်းဒီ Alisson Becker နေနဲ့ဒီ Crystal Palace အသင်းနဲ့ပွဲစဉ်တုန်းကဘောလုံးပွဲကြည့်လိုက်မိတဲ့လူတွေတော့သတိထားမိမှာပါဒီခြေထောက်မှာကြွက်သားတန်ရာတခုခုရသွားတဲ့အနေအထားကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့အတွက် Alisson Becker ဖြစ်မလား Mohamed-David ဖြစ်မလားဒါပေမဲ့ Alisson ကတော့ဖြစ်လာဖို့ရှိတယ်အသင်းရဲ့ဒီGalatasaray နဲ့တစားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Turkey လိုသွားတဲ့21ယောက်စရင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီရာသီမှာခြေစွမ်းအပြဆုံး Super Set ဖြစ်နေတဲ့ Federico Chiesa တော့မပါလာဘူးအဲ့အတွက်ဆိုလို့ရှိရင်အသင်းလိုဘယ်သူကဆက်ပြီးတော့တည်အောင်မှာလဲဆိုတဲ့ဟာတော့ဒါကျွန်တော်တို့အတွက်အမေကွန်းထုတ်เสียဖြစ်လာမယ်ဒါပေမဲ့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော် unpopular opinion တခုကဒီနေ့ပွဲစဉ်မှာဆာလာခြေစွမ်းပြပြီးကစားနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်နေတယ်okay အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆုံးသက်လေးပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ Liverpool အသင်းအနေနဲ့ဒီ Galatasaray အသင်းနဲ့ကစားပြီးနောက်ထပ်လာမယ့် weekend မှာဆိုလို့ရှိရင် Chelsea အသင်းနဲ့ကစားရမယ်ဒါပေမဲ့လည်း Premier League မှာဆိုလို့ရှိရင်လက်ရှိအနေထားရကျွန်တော်တို့ဒါအဆင့်1နဲ့ထိပ်ဆုံးမှာဦးဆောင်နေစေဖြစ်တဲ့အတွက်အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ပြီးတဲ့ပွဲစဉ်မှာအရှုံးပွဲကြုံတွေ့တဲ့သည့်တိုင်အောင်လက်ရှိအနေထားရကျွန်တော်တို့အတွက် PR အများကြီးတော့မရှိသေးဘူးဒါပေမဲ့PR တွေကိုတော့ကိုယ့်ဘာသာကိုမယူဖို့တော့အရေးကြီးတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာလည်းဒီ goal ပြတ်ရလက်တခုတော့မတောင်းဆိုဘူးဒါပေမဲ့လည်းဒီအနိုင်ရလက်တခုတော့ရအောင်ယူထားသင့်တယ်လို့ကျွန်တော်တို့ကတော့ယုံကြည်တယ်မမျော်လင့်မယ်နဲ့ကျွန်တော်တို့ဒီ Champion League ဖြစ်နေတာကလည်းတခုပြီးသားလို့ရှိရင်အကောင်းဆုံး bounce back လုပ်ချင်ပြီးတော့ရုံးကန်ပြချင်တာကလည်းတခုကြောင့်မို့လို့ Liverpool အသင်းအနေနဲ့ goal ပြတ်နိုင်ပွဲတစ်ပွဲလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လည်းလက်ရှိအနေထားရတော့အရင်မျော်လင့်ထားတာတော့မသိတော့ဘူးဘယ်လိုပဲဖြစ်ဖြစ်ပါမိနစ်90အပြီးအချိန်မှာတော့ပွဲတွင်းရအခြေအနေရဲအကြောင်းမလို့အများကြီးအသာရတဲ့ချိန်မှာရခဲ့ရင်တောင် Liverpool အသင်းအနေနဲ့ဒီပွဲပြီးဆုံးချိန်မှာဆိုလို့ရှိရင်တော့အနိုင်ရလက်တစ်ခုရလာမယ်လို့ကျွန်တော်တို့ယုံကြည်နေပါတယ်ဒါတော့ကျွန်တော်ရဲ့ဒီ Liverpool အသင်းနဲ့ Galatasaray အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်